မင်္ဂလာပါ headphone မပေါ်ခင်ကဇလန်းများ podcast မှာကြိုဆိုပါရစေ။ယခုနားဆင်ရမယ့်ဝတ္ထုတို့ကတော့1996စက်တင်ဘာလထုတ်လုံမလေးမဂ္ဂဇင်းတွင်ဖော်ပြခဲ့သောထူးနန္ဒာအောင်ရဲ့တိမ်ညိုဧည့်သည်အမည်ရှိဝတ္ထုတို့တစ်ပုဒ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းများအင်တာနက်နဲ့လူမှုကွန်ရက်များမရှိသေးတဲ့ခေတ်ကာလရဲ့လူနေမှုဘဝများခန်းစားချက်များနဲ့အမှတ်တရများကိုအတူတကွပြန်လည်ခန်းစားကြည့်ကြအောင်ပါရှင်။ယနေ့နံနဲ့အိယာနိုးတော့တက်ထက်အောင်အတော်နေလို့ကောင်းသည်။ကြံခဲ့သည့်3ရက်အတွင်းအန်လိုက်ဝန်းလျှောလိုက်ဖျားလိုက်မှုအားနဲ့နှုံးချ၍တော့နေသည်။သို့တော်ကိုပူချိန်တာမန်ဖြစ်သွားပြီကိုတော့မိမိဘာသာသိသည်။အိယာထရန်လှုပ်ရှားလိုက်သည်နှင့်သူစားဟုသောမိန်းကလေးသူ့ကတဲ့နီးရောက်လာသည်နိုးပြီလားဘယ်နဲ့နေသေးလဲတက်တာရဲ့လားမိန်းကလေးသည်ထိုစကားကိုမေးရင်သူ့ကိုမထိအောင်ချင်အောင်မတင်ပေးသည်သူကအပြုံးနှင့်ခေါင်းညိတ်ဖြေသည်ဖြည်းဖြည်းထနော်မူးသွားအောင်မယ်အော်ခဏလေးသူစားဖက်နှက်ယူပေးမယ်မိန်းကလေးကကတင်အောက်အတွင်းဘက်ရောက်နေသည့်ရာဝါဖက်နှက်ကိုငုံယူပြီးသူ့ခြေထောက်ရှိချပေးသည်ထိုတိတတ်မှုအတွက်ရင်ထဲတွင်တိတ်ငနေလှုပ်ခတ်သွားရသည်ကျေးဇူးပဲဟုတော့မပြောပြတော့ပြီလွန်ခဲ့သည့်3ရက်ကမမျှော်လင့်ပဲလူမမာတယောက်ဖြစ်ဒီအိမ်ပေါ်ရောက်လာချိန်မှစ၍ယခုတိုင်အချိန်တိုင်းကျေးဇူးတင်နေရသည်မဟုတ်ပါလားတက်ထက်အောင်ကိုလက်တန့်စင်ပြီးအိမ်ရှိပြန်ဝင်လာတော့ယမန်နေ့ကအတိုင်းသူ့အတွက်နန်းနက်စာပြင်ထားသည်ကိုတွေ့ရသည်အင်ရှင်ဦးစိန်တော်တို့လင်မယားနှင့်မောင်စော်ဝင်းကိုတော့မတွေ့ရသူစာကတော့အင်ရှိအုပ်ရေကန်တွင်အဝတ်လျှော်နေသည်သူ့ကိုမြင်သည်နှင့်သူစာအိမ်ပေါ်တက်လာသည်အကိုကြီးယူဆန်ပြုတ်လုပ်ထားတယ်မမုန်းနဲ့ကဘစ်စကစ်စားခြင်းနဲ့စားနော်ဒီမနေ့တော့ဖို့စေးရည်လေအဲ့မှာချထားပေးတယ်သူစာရောစားပြီးပြီလားဦးလေးနဲ့တော့သူစာစားပြီးပါပြီဘဘနဲ့ကြီးကြီးကဥပုံနေမို့လို့အာယုံစွန်းကပ်ဖို့ဖုန်းကြောင်းသွားကြတယ်မောင်စော်ဝင်းရောမမြင်ပါလားဖိုးစော်ပြေးသွားတယ်အကိုကြီးကားပြင်တဲ့အချိန်ကြီးသွားကြည့်မလို့တဲ့သူစာပြောမှသူ့ကားနဲ့ကားသမားမောင်တင်ထွန်းအတွက်ပူပင်စိတ်ဖြစ်မိသည်တက်ထက်အောင်နဲ့ရင်မောင်းမောင်တင်ထွန်းတို့သည်ပေါခေါင်းမြို့ရှိမိဘများလှူဒန်းထားသည့်ဓမာယုံရေစက်ချပွဲသို့ရန်ကုန်မှလွန်ခဲ့သည့်3ရက်ကလေးကလိုက်လာခဲ့ကြခြင်းဖြစ်သည်မိဘများကကြိုတင်သွားနှင်ခဲ့ကြပြီရန်ကုန်မှာအစားဆုံးခဲ့သောတက်ထက်အောင်သည်ပြေမြို့ရောက်မှမိတ်ဆွေတယောက်အိမ်မှမနက်စာစားခဲ့သေး၏ထို့ကြောင့်ပေါင်းတလည်းမရောက်ခင်အစာအစိတ်တက်ပြီး10မိနစ်တစ်ချိန်လောက်ကားရက်ပြီးအော့အန်နေတော့သည်အစင်မပြေဖြစ်ချင်တော့သူ့ကားကလမ်းမှာထိုးရက်သွားပြန်သည်တဖြည်းဖြည်းနေကြလာပြီးကားကပြင်မရသောအခါမောင်တင်ထွန်းသည်သူ့ကိုပေါင်းတလဲဆေးရုံပို့ရန်ဖြတ်တန်းသွားသမျှကားကိုတားတော့သည်ကားတွေကခရီးသည်အပြည့်မှုရက်မပေးကြပါနောက်တော့ဒိုင်နာကားတစ်စီးသူ့ကိုတင်ခေါ်လာသည်ပေါင်းတလဲရောက်တော့ကုံတွေခရီးသည်တွေအတင်အချလုပ်ကိုအချိန်နဲ့လုံနေရသောကားဆရာသည်တက်ထက်အောင်ကိုဆေးရုံရောက်အောင်လိုက်မပို့နိုင်ပါလမ်းမတန်းမှာပင်ရှိသည့်သူ့အဖေနဲ့အမေအိမ်ရှေ့ရက်ပြီးတက်ထက်အောင်ကိုဆေးရုံပို့ပေးလိုက်ပါဆိုပြီးအပ်ထားခဲ့တော့သည်ဦးစိန်တော်နှင့်ဒေါ်မြင့်မြင့်တို့မှာရုတ်တရက်ရောက်လာသောဘယ်သူဘယ်ဝါမှမသိသောသူစိမ်းလူနာတယောက်ကိုဆေးရုံပို့အရေးပေါ်ဆေးကုသမှုရအောင်လှုပ်ဆောင်ပေးကြပါသည်ဝမ်းပြည့်၍တညလုံးမအိပ်ရသောသူကိုမောင်စော်ဝင်းရောသူစားပါအေးအေးပြက်ခံပြီးဂယူးဆိုင်ခဲ့ကြသည်ဆေးရုံမှာတရက်ဆေးသွင်းဆေးထိုးပြီးနောက်သူ့အခြေအနေတည်ငြိမ်လာတော့ဦးစိန်တော်ကသူ့ကိုအိမ်ခေါ်လာခဲ့သည်ဦးစိန်တော်တို့မိသားစုသည်တက်ထက်အောင်ကိုဆွေမျိုးအရင်းချခဲ့သို့ပြုစုခဲ့ကြပါ၏ပြေကိုတကူးတကသွား၍လည်းသူ့ကားကိစ္စကိုစုံစမ်းပေးခဲ့ကြသည်တက်ထက်အောင်သည်ပေါက်ခေါင်းတွင်အလှလုပ်ရန်ရောက်နေသည့်မိဘများနှင့်အဆက်အသွယ်ရရန်
သူစာကိုပင်အကူအညီတောင်းရတော့သည်သူစာကသူမိဘအမည်ဓမ္မယုံအမည်များကိုရေးမှတ်ကာပေါက်ခေါင်းကားဂိတ်တွင်ခရီးသည်လူကြုံနှင့်မှာပေးခဲ့သည်မှောင်စပြိုးတော့မှမျိုးသမီးတစ်ယောက်ကလာပြော၏မတ်သူစာညီပြောတဲ့ရန်ကုန်ကအလှရှင်တွေကအလှပြီးရနဲ့ရန်ကုန်ပြန်ဆင်းသွားပြီတဲ့ငါလဲပေါက်ခေါင်းရောက်ချင်းချိန်ထားတဲ့အလုပ်ကလေးတွေအရင်လုပ်ရတာပေါ့ဟာပြီးချင်းနင်ပြောတဲ့ဓမ္မယုံအလှကိုတွားခဲ့တာပဲအလှရှင်တွေနဲ့ငါနည်းနည်းကတ်လွဲသွားတယ်တွားပြီဟိုသူစိတ်ပြက်လက်ပြက်ဖြစ်သွားသည်စိတ်လျှော့လိုက်ပါမောင်တက်ထက်အောင်ရာဦးလေးတို့အိမ်မှာလည်းအဆင်ပြေနေသားပဲအားမွေးပြီးမှပဲနေကောင်းမှပြန်ပါကွာမင်းကလည်းပြင်လို့မှမပြီးသေးတာအိမ်ရှိမြေတင်လင်းတွင်ပက်လက်ကလထိုင်နှင့်ထိုင်နေသောဦးစိန်တော်ကရက်တောင်တစ်ဖြက်ဖြက်ခန့်ရင်ပြောသည်သူကတော့အာနာလှပြီအိမ်ပြန်ညံလှပြီသို့တော်သူ့လက်ရှိအခြေအနေကလိုင်းကားစီးနိုင်သည့်အနေအထားမျိုးမရှိဝမ်းသွားသည်ကလည်းယခုညနေမှရပ်သွားသည်ကိုအပူချိန်ငွေ့ငွေ့ရှိနေစေမောင်တက်ထက်အောင်ရေဦးလေးတို့အရက်ကရန်ကုန်တက်တော်ပူရဲကွဦးစိန်တော်ကရက်တောင်တစ်ချောင်းသူ့လက်ထဲထည့်ပေးရင်းပြောသည်ဦးစိန်တော်သည်တက်ထက်အောင်၏အလုတ်ကင်ကြောင်းကိုမေးသည်သူ၏ပဲတင်ဖို့ရောင်းချသည့်လုပ်ငန်းအခြေအနေကိုလည်းပြောပြသည်တားငယ်မောင်စောမင်းကဖခင်နှင့်အကို၏လုပ်ကိုစိတ်မဝင်စားကြောင်း10 ရန်အောင်ပြီးဝေးတင်တက္ကသိုလ်တက်နေကြောင်းပြေမြို့တွင်တင်နန်းမှန်သမျှရှောက်တက်နေကြောင်းရန်ကုန်တွင်အလုပ်လုပ်လိုသောစန္ဒပြင်းပြနေကြောင်းသတင်းစာထဲတွင်အလုပ်ခေါ်သည့်ကြောညာမှန်သမျှရှောက်တော်လဲအခြေအနေမပေး၍လူတွေ့စစ်ဆေးမှုကိုတွားရောက်မဖြေနိုင်ခဲ့ကြောင်းပြောပြသည်တက်ထက်အောင်ကောင်းထဲတွင်လက်ခဏအတွေးတစ်ခုဝင်သည်ဦးစိန်တော်ကိုသူကျေးဇူးဆက်ချင်နေသည်မဟုတ်လားသူကကုမ္ပဏီတစ်ခု၏ဒါရိုက်တာဖြစ်၍ဦးစိန်တော်ကသာသဘောတူမည်ဆိုလျှင်မောင်စော်ဝင်းကိုယ်တိုင်ကလည်းအရေးချင်းရှိမည်ဆိုလျှင်ထိုလူငယ်ဤဘဝတဖြည်းဖြည်းတိုးတက်ကြီးပွားလာရန်သူကူညီနိုင်ပါလိမ့်မည်သူစဉ်းစားနေစေဦးစိန်တော်ဖျားရှိခိုးရန်အိမ်ပေါ်တက်သွားသည်တက်တက်အောင်တယောက်တည်းရက်တောင်တွင်ခတ်ရင်းကြံခဲ့သည်ဒီညအတော်အိုက်သည်လေကလုံးဝမတိုက်တိရွက်နွယ်ပင်တို့တုတ်တုတ်မှမလုပ်ဘဲငြိမ်နေသည်ထိုစဉ်သူစာတယောက်မိဖို့တိုက်ပြီးသားဖြစ်ပုံရသောအင်းကြီးအဝတ်အထည်တွေတစ်ထပ်ကြီးနှင့်အပြင်ကပြန်လာသည်သူမနောက်တွင်ရွယ်သူမိန်းကလေးတဦးလည်းပါသည်သူစာဘယ်ကပြန်လာတာလဲသူကမေးတော့အိမ်ကမိဖို့ပြက်လို့ခေါင်းရင်အိမ်မှာမိဖို့သွားတိုက်ပြီးပြန်လာတာဟုရှင်းပြ၏ပြီးသူစာကတတိတရမေးသည်အကိုကြီးဆေးတွေတောက်ပြီးပြီလားတက်တက်အောင်ကသူ့နဘူးကိုလက်နဲ့ရိုက်မိ၏သူမေ့နေသည်ယောဂအနှဲငယ်တက်သားသည်နှင့်ဆေးတောက်ရန်မေးတတ်တဲ့သူတွေထဲမှသူလည်းပါပြီသည်မေ့နေပြီမဟုတ်လားနေသူစာဆေးသွားယူပေးမယ်အသားမဖြူမညိုမျက်နှာသွဲသွဲနှင့်မပြင်းမစင်မချဲ့တာပဲချောသည့်သူစကိုငေးကြည့်ကြံခဲ့သည်ထိုမင်းကလေးသည်ဦးစိန်တော်နှင့်ဒေါ်မြင့်မြင့်ဤသူသဘောစိတ်ရန်ကောင်းသည်ဘာမျောလင်းချက်မှမထားဘဲတက်ထက်အောင်ကိုကြည့်ရှုပြုစုခဲ့သည်ကိုတက်ထက်အောင်တကယ်ပင်ကျေးဇူးတင်မဆုံးဤကလေးမှကြည်ရသည်မှာဧည့်သည်နေကောင်းရန်တက်တာရန်တတ်နိုင်သမျှကြည့်ရှုပြုစုမည်ဟုသောရည်ရွယ်ချက်တစ်ခုသာရှိပုံရသည်တက်ထက်အောင်ကဲ့သို့တခြားမည်သူတူဦးတယောက်ပေါ်မဆိုနားလေတည်တတ်မှုရှိမည်မိန်းကလေးဟုစိတ်ထဲကကြိတ်ကာဝေဖန်မိသည်တက်ထက်အောင်နှင့်ပြောဆိုဆက်ဆံရာတွင်လည်းနွဲ့သောနော့သောမူယာမာယာတွေကင်းလျက်ပကတိဖြူစင်သည့်ပုံမျိုးသူအတွေးနယ်ချက်နေစေသူစာကသူ့ကိုဆေးလာတိုက်သည်သူစာကိုသူ့အနီးခုံတွင်ထိုင်စေပြီးသူစာနှင့်သူစကားလက်ဆောင်ကြကြမိသည်သို့တော်သူစာထိုင်ဦးလေဟုသူမခေါ်ပစ်ခဲ့သူစာကလည်းသူရေနှင့်ဆေးတောက်ပြီးသည်နှင့်တပြိုင်နက်ရေပံခွက်ကိုပြန်သိမ်းသွားတော့သည်ပြီးလျင်သူမတငယ်ချင်းလေးနှင့်အိမ်ရှိထိုင်ကုန်တွင်ထိုင်စကားပြောနေသည်ဘေးတိုက်အနေထားကိုမြင်နေရသည့်သူစကိုငေးကြည့်နေမိရင်မကြသေးခင်ကမှသူနှင့်လူကြီးချင်းသဘောတူစစ်ဆက်လိုက်သည့်လှမြတ်ဆန်တွေကိုသတိရမိသည်
ပေါခေါင်းကအလူကိုသွားရန်မိမိတို့ကသူမကိုခေါ်သေး၏လှမြဆန်ဒီကရှက်သလိုယွန့်သလိုနှင့်ညင်းခဲ့သည်တက်ထက်အောင်သည်လှမြဆန်ဒီလှခြင်းပညာထူးချွန်ခြင်းပြည့်စုံခြင်းလောက်ကိုသာသိခဲ့ရသည်လှမြဆန်ဒီ၏စိတ်ဓာတ်ကိုမသိလှမြဆန်ဒီသည်သူစားကဲ့သို့စိတ်နှလုံးကောင်းမွန်သူမှဟုတ်ရဲ့လားဟုသူတွေး၏ခုချိန်တွင်လှမြဆန်ဒီနှင့်ဘာမှမပတ်သက်ခဲ့လျင်ဒါမှမဟုတ်သူတွင်ဆေးဆက်ထားသောမိန်းကလေးမရှိလျင်ကောင်းမှာဟုတွေးမိ၏တစ်ချိန်တည်းမှာပင်မိမိအတွေးကိုမိမိထိတ်လန့်လျက်ခေါင်းကိုခါရမ်းလိုက်မိလေသည်နောက်တစ်နေ့ဥစိန်တော်တို့သားအဖတွေကိုမျှော်ရင်းသူစား၏ပြက်နေသောလျှက်စစ်မီးဘူးကိုသူပြင်ပေးနေသည်မီးဘူးကောင်းသွားတော့သူစားသည်ကလေးတစ်ယောက်လိုပြုံးပျော်သွား၏သူစားရဲ့အကိုကြီးရန်ကုန်ကိုဖုန်းဆက်ချင်တယ်ဘယ်ကနေဆက်လို့ရမလဲရတယ်လေ exchange ရုံးကနေသွားဆက်တာပေါ့အကိုကြီးသွားနိုင်ပါမလားဒီကနေတော်လှမ်းတယ်သူကရပါတယ်ပြောလိုက်သည်နဲ့ဘေးအိမ်ကလူငယ်လေးတူဦးကိုအိမ်ဆောင်ခိုင်းပြီးသူမတငယ်ချင်းကိုပါခေါ်၍လမ်းလျှောက်လာခဲ့ကြသည်တက်ထက်အောင်ကိုထိတလက်ပေးဆောင်ပြီးသူမတငယ်ချင်းနှင့်သူမကတလက်ပေါင်းဆောင်သည်တငယ်ချင်းကိုခေါ်ပြီးသူနှင့်နှစ်ယောက်တည်းသွားရမည့်အဖြစ်ကိုရှောင်လိုက်ပုံကိုတက်ထက်အောင်သဘောကျသွားသည်လမ်းတွင်တွေ့သမျှလူအတော်များများကသူစားကိုနှုတ်ဆက်ကြသည်သူစားကလည်းရဲပြုံး၍ဧည့်သည်ဖုန်းဆက်ခြင်းလို့လိုက်ပို့တာပါဟုတစ်ချိန်လုံးရှင်းပြသွားရသည်အလဲတန်းကျောင်းနှင့်ဖျားကိုကြော်ဖြတ်ပြီးလမ်းသွယ်လေးတစ်ခုတည်းချိုးဝင်ပြီးနောက်တယ်လီဖုန်းရုံးသို့ရောက်သည်ရန်ကုန်ကိုဖုန်းခေါ်ခြင်းပါတယ်ရှင်ခင်မင်းရင်းနှီးဟန်နှင့်သူစားကပြော၏တက်ထက်အောင်၏အိမ်ဖုန်းနံပါတ်ကိုလှည့်၍ရစဉ်မှာသူစားနှင့်တငယ်ချင်းမလေးအပြင်ထွက်သွားသည်တက်ထက်အောင်ပြောနေသည်ကိုမဆက်စုလိုသည့်သဘောပြီးသွားပြီဟုသောအတန်ကြားသည်နှင့်သူစားပြန်ဝင်လာပြီးတယ်လီဖုန်းအော်ပရေတာကိုဘယ်လောက်ကြာလဲမေး၍ပိုက်ဆံရှင်းလိုက်သည်မြန်လိုက်သည့်ကလေးမဦးလေးဦးစိန်တော်နဲ့ဒေါ်မြင့်မြင့်ကသူစားပပနဲ့ကြီးကြီးဆိုတော့သူစားမိဘတွေရောလမ်းသွားရင်သူဆက်စုလိုက်သည်မိဘတွေကရွာမအကူရဲ့ဒီနေ့ဆိုတိတ်မွေးပါအောင်9မိုင်လောက်ပဲဝေးတယ်အမေတို့ကလဲဆိုင်တယ်လေပပဦးစိန်တော်ကအမေရဲ့အကိုရင်ကြီးကြီးမြင့်ကကျောင်းတစ်ပတ်နဲ့ကုပေါ်လောင်ဘက်မရှိလို့သူစားလာနေပေးတာပါကြီးကြီးတို့ပပတို့ကကျေးဇူးရှင်နေအကိုရဲ့သူစားကျောင်းမနေတော့ဘူးလားအဖေတို့ကထားမပေးနိုင်ဘူးသူစားစာလိုက်နိုင်ရသားနဲ့6တန်းနဲ့ထွက်လိုက်ရတာသူစားမျက်နှာတွင်ဘာခံစားမှမရှိသလိုကြည်လင်နေသည်သူစားကိုသူတနာတော်လေဘယ်လိုအားပေးစကားပြောရမှန်းမသိမိန်းကလေးပဲ6တန်းထိတင်ဘူးရင်မစိုးပါဘူးပြောရမလားလောကမှာအတန်းပညာတဲ့ဘဝပညာတတ်ဖို့အရေးကြီးပါတယ်ဟုနှစ်သိမ့်ရမလားသူမပြောတတ်သူစားသည်ချော၏တွက်လက်ချက်ချ၏တိတက်လိမ်မာ၏စိတ်ရင်းမနှောဖြူစင်၏ဒီလိုမိန်းကလေးကိုတစ်သက်လုံးစောင့်ရှောက်လျက်ဘဝကျင်ပေါ်အဖြစ်လက်တွဲရမည့်အမျိုးသားတစ်ယောက်အဖို့စိတ်ဆင်းရဲစရာရှိမည်မထင်မိမိကိုရင်ခုန်စေသောကျေးဇူးရှင်မိန်းကလေးကိုသူ့မြတ်တာအိမ်သို့သူလက်ကမ်းခေါ်လိုက်ခြင်းရဲ့မကြသေးခင်ကမှလှမြဆန်သည်နှင့်ဂုံတရေရှိလူကြီးပရိသတ်ရှိတွင်စစ်ဆက်ခဲ့ပုံသူ့အတိုင်းဝိုင်းအစရှိသည်တို့ကိုမြင်အောင်သည်မဖြစ်နိုင်မှုသူစားရဲ့ယနေ့နေ့လေမွန်းလွဲ2 နာရီအချိန်ကစ၍လေတွေတုံတိုက်လာသည်လမ်းမပေါ်တွင်ဖုန်ဒီတလိမ့်လိမ့်လွင့်ပြန်နေသည်နေ၏အပူရှိန်တဖြည်းဖြည်းရောကျလာသည်နေအောင်တောက်ပမှုလည်းတဖြည်းဖြည်းဖြော့လာသည်ညွတ်တက်လာသောမိုးတိမ်တောင်တို့ကောင်းကင်ပြင်တွင်နေရာယူလေပြီယမနိညကတညလုံးနှင့်တမနက်လုံးပူဆက်နေသမျှယခုတော့အေးမြနေလေသည်တိမ်တွေမဲနေတာပဲမိုးရွာမလားမသိဘူးတက်ထက်အောင်ကမိုးပေါ်မောကြည့်ရင်ပြောသည်သူစားကမဂ္ဂဇင်းတစ်စောင်ကြည့်နေရင်ခေါင်းခါ၏ရွာမှာမဟုတ်ဘူးကိုကြီးတကြံမိတကူးလာနှွေးခေါင်းမှာဒီလိုပဲတိမ်တွေကတက်လာတတ်တယ်တိမ်တွေကသိမ့်မြင့်ပြောလေကလည်းအရန်တိုက်နေတော့တိမ်တွေကလွင့်သွားတာပါပဲရွာမလို့နဲ့တကယ်လည်းမရွာပါဘူး
ရွာလိုက်ရင်တော့အေးကြသွားမှာပဲအခုလဲအေးတာပါပဲကိုကြီးဟာမိုးရင်းမှမဟုတ်တာမိုးမြာပဲဒီလောက်အေးသွားရင်လဲအတော်နေလို့ကောင်းသွားပါပြီဒီတိမ်တွေကဧည့်သည်ကိုကြီးကထိုစကားကသူ့ရင်ထဲသို့စူးနေဝင်ရောက်သွားပါ၏နှွေအပူကိုခံစားရပြီဆိုရင်အခါမဲ့မိုးကိုပင်ကောင်းလိုက်တာဟုဝမ်းသာတတ်သောမြို့ကြီးသားတွေလိုသူစာကမိုးကိုမျှော်မနေတိမ်ညိုတွေနေကိုကွယ်လိုက်လို့လေပြေလေးအေးသွားသည်ကိုပင်ကျေးဇူးတင်ကျေနပ်နေသည့်ပုံပါတကယ်တမ်းကြောက်နှွေသီးစားပင်တွေနှွေစပားတွေအတွက်ပူလွန်းလို့တန်လျက်တွေတစ်ဖြက်ဖြက်လက်နေတဲ့မြေမှာမိုးရွာတာကောင်းပါတယ်သူစာမမျော်လင့်ပေမဲ့သူစာအတွက်တို့မြစ်တာမိုးတွေရွာသွန်းတင်တာပေါ့ရွာခြင်းလျက်နဲ့မရွာနိုင်တာပါသူစာဒါပေမဲ့သူစာရဲ့သူစာဘဝတစ်ခုလုံးကိုစောင့်ရှောက်ခွင့်မရပေမဲ့ပူပြင်းတဲ့တွေမှာလေပြေလေးလိုကူညီကျင်ပါတယ်ညနေဆောင်သည့်အထိသူစာပြောသူတို့တကယ်ပင်မိုးကမရွာတဖြည်းဖြည်းတိမ်တွေဆင်သွားပြီးနေအောင်ကိုမြင်လာရသည်သို့တော်ပူတော့မပူတော့ပြီမောင်စော်ဝင်းနဲ့မောင်တင်ထွန်းကားနဲ့ပြန်ရောက်လာ၍ဝမ်းသာပျော်ရွှင်သွားရသည်ယနေ့ညပဲသူရန်ကုန်ထိပြန်တော့မည်မောင်စော်ဝင်းလည်းသူနဲ့ရန်ကုန်သို့လိုက်မည်မောင်စော်ဝင်းအတွက်အစစအရာတာဝန်ယူသည်ဆိုတော့ဦးစိန်တော်နှင့်ဒေါ်မြင့်မြတ်မှာဝမ်းသာလွန်၍မျက်ရည်လဲကြရသည်သူဦးစိန်တော်နှင့်ဒေါ်မြင့်မြင့်ကိုကတော့နှုတ်ဆက်သည်အိမ်ဘေးကသူစတငယ်ချင်းလေးတွေကိုပါနှုတ်ဆက်သည်ကားထွက်ကနီးကြမှဦးစိန်တော်လက်ထဲကိုသူရွှေဆွဲကြိုးနှင့်ကြံသမျှငွေအားလုံးထည့်ပေးလိုက်သည်ဒါရီသူစကိုပေးလိုက်ပါဦးလေသူမိဘတွေကြွေးရှိရင်လည်းဆက်ပေးလိုက်ပါဒါမှမဟုတ်သူစအတွက်အရင်ကြီးတစ်ခုခုလုပ်ပေးထားပါဒီဆွဲကြိုးကိုတော့သူစကိုဆွဲပေးထားလိုက်ပါခင်ဗျာဦးစိန်တော်သူ့ကိုအံ့အားသင့်တယ်လို့ကြည်သည်နောက်မှတာရုခေါ်သည်အားလုံးကိုလက်ပြနှုတ်ဆက်ပြီးသူကားလေးမောင်းထွက်လာသည်သူစာလည်းအပြုံးနဲ့လက်ပြကြံခဲ့သည်သူစာမျက်ရည်မွဲမဝဲတော့မသိသူကတော့မျက်ရည်ဝဲချင်နေသည်တို့ကားလေးမြင်ကွင်းထဲကပျောက်သွားရင်မင်းပပဦးစိန်တော်ကမင်းကိုတို့ရဲ့အမှတ်တရပစ္စည်းလေးတွေပေးလိမ့်မယ်သူစာအောင်အောင်တော့မှာပေါ့တို့ပေးတဲ့လက်ဆောင်ဟာနှွေတိမ်ညိုတွေပေးတဲ့အေးချမ်းမှုကိုမိချင်မှမိမှာပါမင်းကိုတစ်သက်လုံးမေ့နိုင်မှာမဟုတ်တဲ့ဧည့်သည်တယောက်ရဲ့ကူညီမှုကိုမရွာတဲ့တိမ်ညိုတွေရဲ့အရေးအေးကိုကြည်ပြစွာလက်ခံတယ်လို့ပဲလက်ခံပါစေလို့ဆုတောင်းပါတယ်သူစားအခုနားဆင်ကြရတဲ့ဝတ္ထုတူကတော့ထူးနန္ဒာအောင်ရေးသားတဲ့တိမ်ညိုဧည့်သည်ပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်